ဒါကတော့ Dairy 20 kilowatt site ပေါ့နော် Dairy 20 kilowatt low voltage hybrid inverter နဲ့ AB Thomson 300Ah လေးလုံးနဲ့တွဲထားတာပေါ့နော်လက်ရှိနေထားတော့ solar မထည့်သေးဘူးဒါ EPC နဲ့ပဲ backup system နဲ့သုံးပါပေါ့နော်ဆိုတော့ 300Ah လေးလုံးအဲ့တော့ဒီ20 kilowatt ကိုဆိုရင်ဒါမီးပြတ်နေအောင်နော်ဒါမီးပြတ်နေအိမ်တုံးကိုအောက်ပုတ်ကို inverter နဲ့ထုတ်ပေးထားပေါ့ဆိုတော့ဒါတော့ main ADS ပေါ့ ADS ကတော့ EPC နဲ့ inverter နဲ့ချိန်မှု ADS ခံတာ